အခုနောက်ပိုင်းလူငယ်တွေတွန်းရဲ့ဒီစွန်းနေဘာတွေလာ try နေသူတွေကဒီဆက်ငါ14 13အဲ့ဝင်းကျင်လေးတွေကဘာဖြစ်လာလဲဆိုတော့သူတို့လေစိတ်တက်ကြဖို့သူများနဲ့ရှင်မှုသူတို့ကိုသူတို့ယုံကြည်မှုတွေကြာရှုံးမှုအရန်လွယ်လာတယ်အဲ့တော့တွန်းပြောချင်တာကတည်တယ်တွန်းလည်းအရင်တော့အဲ့လိုမျိုးဖြစ်ခဲ့ပါတယ်ဒါပေမဲ့တွန်းကိုပြန်ကယ်သွားတဲ့အရာတစ်ခုကဘာလဲဆိုတော့တွန်းမှာအမြဲတမ်းမျှော်လင့်ချက်ရှိတယ်ကွာတည်တယ်ငါဒီထက်အများကြီးပိုကောင်းအောင်လုပ်နိုင်နေငါကဒီထက်အများကြီးပိုတာတဲ့သူတယောက်ဖြစ်နိုင်သေးတယ်ဆိုတော့မျိုးတို့အမြဲတမ်းယုံကြည်ချက်ရှိရပြီးတော့အဲ့ဒါမျိုးကိုတကယ်ဖြစ်အောင်လည်းသူလုပ်တယ်ကွာတည်တာအဲ့တော့လောလောဆယ်ကိုမှပြဿနာတွေအများကြီးရှိနေကိုဘလို့မှအစင်မပြေဘူးခံစားနေရတယ်ဆိုရင်တော့မှအဲ့ဒါလေးတစ်ခုယုံကြည်တာဘာတစ်ခုယုံကြည်ခိုင်းတာလဲဆိုတော့ငါမှဖြစ်နိုင်ခြေအများကြီးရှိတယ်ငါကတကယ်စူးစမ်းရင်ငါမှဖြစ်နိုင်ခြေအများကြီးရှိတယ်ငါလုပ်နိုင်မယ်လို့လည်းယုံနေအဲ့လိုမျိုးလေးတွေကိုယ်စိတ်ကိုမွေးရကောတည်တာဘာလို့လဲဆိုတော့တော့ဒီ spiritual ဘိုင်းတွေရော manifestation ဘိုင်းတွေရောလေ့လာပြီးတဲ့အချိန်မှာသိလိုက်ရတာတစ်ခုကကိုယုံကြည်တဲ့ဟာ self belief ကတအားအရေးကြီးရနော်သိလားတော့ဆိုရင်လေဟိုအရင်တော့ကတော့ရေးခဲ့တဲ့စာတွေကိုပြန်ကြည့်လိုက်ရင်လေသိလားတော့အဲ့တုန်းကဖြစ်စဉ်ခဲ့တဲ့ပုံတော့အခုဖြစ်နေရကွာတော့အရင်တော့ဆိုတော့ emotional တအားဖြစ်တယ်အဲ့တော့ detachment မြန်လုပ်ချင်တယ်တော့ဒီ confidence ရှိနဲ့လူတွေကိုမကြောက်ပဲတော့လုပ်ချင်တာတွေကိုတော့ social media မှာချပြပြီးလုပ်ချင်တယ်ပေါ့လေအဲ့တော့ပြောရမယ်ဆိုရင်တော့ပြန်စဉ်းစားကြည့်လိုက်တဲ့အခါတော့အဲ့တုန်းကတော့ဒီလိုမျိုးဖြစ်ချင်တဲ့ပုံစံကိုလည်းတော့ဖြစ်မယ်လို့ယုံကြည်ခဲ့တယ်ကွာအဲ့တော့အခုလည်းဖြစ်နေရအခုလောလောဆယ်တော့ရဲ့ဒီပြဿနာကာလမှာလည်းတော့ future fashion ကိုဘယ်လိုဖြစ်ချင်လဲဆိုတာလည်းတော့ချရေးတယ်ဒီကသူတွေကိုအဓိကပြောချင်တာအခုမှဘာမှမရှိဘူးဆိုရင်တောင်မှဘာမှအဆင်မပြေဘူးဆိုရင်တော့မှငါလုံနိုင်တဲ့ငါဖြစ်ကိုဖြစ်မှာဆိုရယုံကြည်မှုလေးတစ်ခုပဲရှိပေးပါအဲ့ဒါလေးကိုယုံကြည်ပြီးတော့အဲ့ဒီ hope လေးကိုကင်ပြီးတော့ရှေ့ဆက်သွားမယ်ဆိုရင်အများကြီးသူ့ဘာသူစမ်းစားရတွေ့လာလိမ့်မယ်လို့ပြောချင်တယ်ကွာတည်လားဒါကတော့တော်တော်များများကြုံနေရတာတွေအသုံးကိုလာပြောကြလို့တော့အကုန်လုံးဒီဗီဒီယိုလေးကိုလုပ်လိုက်တာဘာကိုယုံကြည်ပေးပါဘသူမှကိုယ်ကိုလာယုံကြည်မှာမဟုတ်ဘူးကွာတည်လားကိုယုံကြည်ပြီးတော့လိုချင်တဲ့အရာတွေစီဆိုင်မှာတို့လိုချင်တာတွေရမှာ Okay ဆိုတော့ see you ပါကိုယုံကြည်ရမယ်နော်